အားလုံးပဲမလားဒီနေ့မှာကျွန်တော်က2025ခုနှစ်မှာထွက်ရှိခဲ့တဲ့ Senna ဆိုတဲ့ဒီ Banfire ကားပေါ့နော်ဒီကားလေးနဲ့မိတ်ဆက်ပြီးမှဖြစ်ပါတယ်ဗျဒီကားက IMDb rating လေး8ထိရထားခဲ့ပြီးတော့ review လည်းတော်တော်ကောင်းတဲ့ကားပဲဖြစ်ပါတယ်ဆိုတော့ဒီကားထဲမှာပါတဲ့မင်းသားတွေလည်းလုံးဝတေးသေးချင်နာမည်ကြီးမင်းသားတွေ Michael B Jordan တို့နောက်ထပ်တခြားနာမည်ကြီးတယောက်ဆောင်တွေပေါ့ဗျဆိုတော့ဒီကားရဲ့ဇာတ်လမ်းအချင်းက Smoke နဲ့ Cat ဆိုတဲ့ညီကိုနှစ်ယောက်ကသူတို့ရဲ့ဇာတိမွေးရမြေကိုပြန်လာတယ်ဗျပြန်လာပြီးတော့သူတို့ကဂျူးကလပ်တစ်ခုဖွင့်မှုစူးစမ်းတဲ့အချိန်မှာဘယ်လိုခက်ခဲတွေ့ရမလဲဆိုတာကိုရိုက်ထားတာဒါပေမဲ့ဒီကားထဲမှာက Banfire တွေပါပါတယ်အဲ့ဒါတော့မမေ့လိုက်ပါနဲ့ဆိုတော့ဒီသူတို့ရဲ့အတိတ်ကဖြစ်ရဆိုရထက်ဘလို့တောင်ကြောက်ဖို့ကောင်းတဲ့အတွေ့အကြုံတွေနဲ့ဒီမြို့မှာတွေ့ရမလဲဒီမြို့ရဲ့လိုအပ်ချက်ဖြစ်တဲ့ကြောက်ဖို့ကောင်းတဲ့အရာတွေကိုသူတို့ဘလို့ရှာတွေ့မလဲဆိုတာကိုလုံးဝရင်တထိတ်ထိတ်နဲ့လောက action ကန်အပြည့်နဲ့ကြည့်ရမယ်စကားတကဖြစ်ပါတယ်ဆိုတော့ဒီက action ကိုကြိုက်တဲ့ action movie တွေကြိုက်တဲ့ပရိသတ်တွေအတွက်ဆိုရင်တော့လုံးဝ perfect ပါပဲဗျာဆိုတော့ကျွန်တော်ဒီကားလေးကိုညွှန်ပေးချင်ပါတယ်ကျွန်တော်ကတော့ The iMovie Channel ရဲ့ admin Bruno ပါနောက်ပြီးတော့ face နဲ့ပြပြီးတော့လုပ်တဲ့ video ကဒါပထမဆုံးဖြစ်တဲ့အတွက်အမားပါခဲ့ရင်လည်းအားလုံးတောင်းပန်ပါတယ်နောက်ပြီးတော့လိုအပ်တာရှိရင်လည်းအားလုံး CM မှာပြောပြခဲ့လို့ရပါတယ်လို့အားလုံးပဲ bye bye ပါ